ဒါတော့ကျွန်တော်ကူစက်နေကျွန်တော်ပြန်မြထားတဲ့ဟာလေးပေါ့နော်ဒီကောင်ကအလွိုင်းပေါ့နော်ဝိတ်လေးလည်းပါတယ်နော်ပြီးတော့ဒီမှာအန်ကြီးလေးပါလေးပါမယ်ဒီလိုတစ်စုံပေါ့နော်10ကျိုးပါမယ်ဒီကသူ့ original ကျိုးကတစ်ချောင်းပါမယ်လီတာရေချင်းလီတာတော့လီတာတော့ဖြစ်တော့ရေချင်းလေးတွေပါမယ်နော်ချိန်မှန်လေးပါမယ်အဲ့ဒါလေးကိုဝိတ်လေးလည်းနည်းနည်းစီးရနော်ဒါလေးကတန်းလေးက6000ပေါ့နော်ဒါအဲ့လိုဒီလိုအစုံလိုက်လေးကိုမှ6000ပါနော်ဒါနေရာမှာဒါဖယ်ပြီးတော့ဒီကောင်ဆိုလို့ရှိရင်တသားလက်ကင်နေနော် grade ကောင်းကောင်းကင်နေတဲ့ညီကိုဒီကောင်လေးက grade ကောင်းတယ်နော်သိလားအလုံးဖြစ်နေတဲ့အတွက် grade ကောင်းတယ်ဒီမကြီးလားထောက်မာပြီးပြူမာပြီးဘူးရမလို့ရှေ့ကိုစိုက်တဲ့ပြဿနာတွေနောက်ကိုလန်တဲ့ပြဿနာတွေအသိမရှိဘူးဘာလို့ရှေ့ကိုစိုက်ရင်လည်းဒီမှာဒီချုံကလက်လာထောက်နောက်ကိုလန်ရင်လည်းဒီချုံကလက်လာထောက်မှာဆိုတော့ဒီကွန်ထဲမှာ90ဒီဂရီတောင်းမှန်ကြဖို့ဆိုရင်ဒီကောင်လေးလည်းကောင်းပါလေဒီကောင်လေးဆိုလို့ရှိရင်9000နော်ဒါလေးဆိုတော့9000ပါနော်ဒါအလွိုင်းနော်စတီးမို့အလွိုင်းဒီကောင်ကလည်း6000ပေါ့နော်ဒီကောင်နဲ့ဒီကျိုးအုပ်စုံနဲ့ဆိုရင်6000နော်ဒီလိုယူမယ်ဆိုရင်9000ဒါလေးလိုချင်တယ်ဆိုကျွန်တော်ဒီမှာလာမှလို့ရပါတယ်အဲ့ဒီလာပြပြပေးတာပါနောက်ထပ်ဈေးချိုတာလေးတစ်ခါရှိကြည့်အဲ့ဒါလေးကတော့တော်တော်ကိုချိုပါတယ်အဲ့ဒီလိုချင်တယ်ဆိုလည်းကျွန်တော်စီးပြီးမှလာပြပါကျေးဇူးပါဈေးချိုရင်တော့ quality ကတော့အရင်မျိုးလင်းလို့မရပါဘူးအဲ့ဒီလေးတစ်ခါလေးပြပြပေးထားတာပါကျေးဇူးတင်ပါတယ်ခင်ဗျာ